လက်ဆောင်နေတာလားဟောရောပြီးဝိဇ္ဇာလေးရတို့ဆုံးသားရောင်းတို့ဘန်းကိုတို့ဝါနာလည်းဒီလိုကြောင်းပါဘုံကြီးရွှေကဆရာတော်တို့ကလည်းတော့ပဲနားလည်းပြောပေါ့အမကုပါတို့အဲ့ပါဒီစီရောပါတဲ့ဒီလိုကမင်းပြောကြားရတော့ဆက်လေးကတော့တော့တိုင်ထဲမှာမပြောလာခဲ့တယ်ဒီစက်တော့ဘာမှမပြောဘူးဒီနေ့ဆက်ပြီးတော့ရွေးပါကျတော့ဒီအပမအပအောင်လည်းလည်းတော့ဆန်းတော့နောက်မှမလာတော့တော့နောက်မှဘာညာအောင်းရတာနောက်မှတားပြထွက်သွားတာတော့ညနေရည်ဒီလိုလေးသိလို့nhà rồi này cũng như là nhà phải vậy từ đây cũng vào đi đây là gì đó ông đi học ra rồi nhà rồi nhà sẽ này ra trên rồi từ đấy từ đây là cũng đi ra rồi mà nhà đây là đi ra rồi nhà trên rồiလူစီတဲ့ချောင်းကိုလည်းလုပ်ဝင်ကုသကုသလုပ်နေလို့အဲ့တော့ဒီမှာတုံးလုံးမဒီမှာတုံးလုံးမဒီမှာရိုက်ဒီမှာတုံးလုံးမရအဲ့ဒါပြီးကပ်ပြီး
နဲ့သတ်မှတ်ဟုတ်ဘူးအမေဒီမှာသတ်မှတ် အခုလို အဲ့ဘောဘောပါနေဦးရကဘုန်းကြီးပြောတဲ့ဆရာကတင်းကြတဲ့ဆရာတွေရှိတယ်ဒီရှိပညာကိုတော့ချောင်းနေတာဒီဆိုရင်ဦးရပြောတော့ပြတော့ကျန်တာဆိုရင်တရားပတ်ဆက်ဆိုတော့ပြတော့တော့ပြည့်မယ်လို့ပြောတာ ကဲ ခါလုံးကားကြီးပါ ရရောဒီညာရန်လည်းဒီရန်လည်းလို့ရပါဘူးဗျာ ဟုတ်ကြောက်ဖက်ရှာပေးပါဆရာတော်ကြီးဖက်ဒီဘက်မှာချုံပြီးလို့လားဗျဒီဘက်မှာမတွေ့ဘူးဗျဆရာတော်ဖက်မတွေ့ဘူးဗျဆရာတော်ဖက်မတွေ့ဘူးဟုတ်တယ်ဗျဟိုဘက်ကိုအကုန်ရွှေ့ထားတာဟောဟုတ်တယ်ဟိုဖက်တကယ်ဟုတ်ပြီအဲ့ဖက်တမဖက်စီအောင်တယ်ဖက်ပျောက်သွားမယ်ကွဲပါအောင်ဆရာတော်စီစဉ်ရဆရာတော်တန်ခါတော်ရှင်တဲ့တို့အားလူပဲဥလူများနှင့်ယသိလင်းဒါနာနှင့်ဒေဝလူတော်ဥလူတော်များအားစက္ကဒုတ္တမိတိနောက်အစီစဉ်900အနုမောဒနာတရားနာကြားခြင်းနှင့်ရေစဲသုချအမြတ်ပေးဝေနိုင်ရန်ဆင်ခြင်ပါသည်ဗျာသို့ဖြစ်ပါ၍တရားပြည့်သာသနာကြီးတိုက်ဟုတ်ဆရာတော်ရှိသူမြတ်ဗျာလူရှင်မိသားစုများအားလုံးတို့အားအနုမောဒနာတရားဟောကြားခြင်းနှင့်ရေစဲခြင်းနှင့်လူရှင်မိသားစုများနှင့်အပေါင်းပါများကသေဝကြီးရဲ့ဒီဓမ္မရေးတဲ့သာသနာများကို